Chelsea တင်းတွေစိတ်ရှုပ်ထွေးစရာ2025နှောင်းပိုင်းနဲ့အားသစ်ပြန်လောင်းရမယ်2026အားလုံးမင်္ဂလာပါဘာမစ်လူတိုင်းကလည်းပြန်လဲကြိုဆိုလိုက်ပါတယ်ဆိုတော့မတွေ့ကြလဲတော်တော်ကြာပြီပေါ့နော်ကျွန်တော်နှစ်ကွန်ဘိုင်းနာလေးမှာလုပ်ငန်းအသစ်ကလေးတွေစနေတာတွေပြီးတော့ကျွန်တော်ရဲ့မူလတမဝင်ကြောင်ဖြစ်တဲ့တင်နန်းဘက်မှာလည်းတင်နန်းအသစ်တွေတိုးပြီးတော့ဖွင့်နေတာတွေဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တော်တော်လေးအလုံးရှုပ်ပြီးတော့ဒီကိုလုံးဝလှည့်မကြည့်နိုင်ဘူးပေါ့နော်အဲ့လိုအလုပ်တွေရှုပ်လို့ content တွေမတင်ပြပေမဲ့ပွဲတွေကတော့ပုံမှန်ကြည့်ပြပါတယ်အဲ့တော့နည်းနည်းတော့ flashback လေးပြန်သွားကြရမယ်ဆိုရင်ဘာစီလိုနာကို3 ဂိုးပြတ်နဲ့နိုင်ပွဲပြီးတော့အာဆင်နယ်ကိုကိုင်စီလိုတယောက်ယောက်နဲ့ဂိုးစီတည်ကျသွားတဲ့ပွဲအဲ့ပွဲတွေပြီးသွားတဲ့အချိန်မှာတော့ကျွန်တော်စိတ်ထဲမှာပေါ့နော်အထူးသဖြင့်ကျွန်တော်တို့ Chelsea တင်းဟာတော့ဘလိုပဲလူငယ်ကစားသမားတွေနေဖွဲ့စည်းထားတယ်ပြောနေရာတစ်ခုကိုတော့သွားဖို့တော့ဥတည်နေပြီလို့စိတ်ထဲမှာခံစားမိတယ်ပေါ့ဗျာအဲ့ဒီလိုတွေးလို့မှမဆုံးသေးဘူးဘရိုအားလုံးသိတဲ့အတိုင်းပဲလီကိုရှုံးတယ်ဘုံဘကိုတရေကြတယ်အတလန်တာကိုရှုံးတယ်အေဗာတန်နဲ့ကာဒစ်ကိုနိုင်သွားပြီမယ်လို့လေကာဆယ်ကိုတရေကြတယ်ဘီလာကိုရှုံးတယ်ဘုံဘကိုတရေကြတယ်အဲ့ဒီလိုနဲ့ပဲကျွန်တော်တို့ရဲ့နီးပြကြီးအန်ဆိုမာရက်စကာနဲ့နဘူးစာမင်းကျဲလန်းခွဲကြလေတတိဖြစ်သွားလေရောပြီးခဲ့တဲ့ရာသီတုန်းကပိုချက်တီနိုနဲ့လန်းခွဲတဲ့အချိန်နဲ့အခုမာရက်စကာနဲ့လန်းခွဲတဲ့အချိန်မှာမတူညီမှုတွေရှိတယ်ပေါ့နော်ပိုချက်တီနိုနဲ့လန်းခွဲတဲ့အချိန်တုန်းကအသင်းက result လေးတော်တော်လေးကောင်းလာပြီရာသီကုန်ကာနီးမှာအခြေအနေကောင်းလာပြီဆိုတော့နေသားကိုပြလာအဲ့အချိန်မှာတချို့သော fan တွေကအချိန်ပေးတင်တယ်လို့ယူဆတယ်ကျွန်တော်ကတော့ငကိုတွေကပိုချက်တီနိုကိုမကြိုက်တဲ့သူကြောင့်လားမသိဘူးအဲ့အချိန်မှာဒိုးဝါကောင်းတယ်အေးဆေးပဲသူ့ထက်ပိုကောင်းတဲ့လူလာလိမ့်မယ်အဲ့လိုမျိုးပဲကျွန်တော်တွေးတယ်ဗျာဒါပေမဲ့ဒီယာတီမှာကျွန်တော်တို့မာရက်စကာနဲ့လန်ခွဲတာကျတော့အဲ့လိုမဟုတ်ပြန်တော့မာရက်စကာနဲ့လန်ခွဲတဲ့အချိန်မှာရလက်ပိုင်းတွေရိမ့်ရိုင်နေတာတော့မှန်တယ်တိုးတော်ညာလဲမာရက်စကာဟာအသင်းသေးတွေနဲ့သူတို့ပြင်ပိတ်ဆော့တဲ့အသင်းတွေနဲ့အဖြေရှာမတွေ့သေးတာပြီးတော့ကျွန်တော်လူစားလဲတဲ့အပိုင်းတွေမှာလိုအပ်ချက်တွေရှိသေးတာဆိုပေမဲ့အသင်းကြီးတွေနဲ့တွေ့တကယ်ကိုတူတူတက်တက်ကစားနိုင်တာကိုကျွန်တော်တို့တောက်လျှောက်မြင်ခဲ့ရတယ်မြင်လဲမြင်တွေ့ရတယ်အဲ့တော့ကျွန်တော်တို့အထင်မကြီးခဲ့ကြတဲ့နီးပြတယောက်ပေါ့နော်တော်တော်များများဒါတွေကအားလုံးသိပြီးသားကိစ္စတွေပဲเนาะ Enric ကိုကျွန်တော်တို့မျှော်လင့်ခဲ့ကြတယ်အများကြီးပဲဒါပေမဲ့ရောက်လာတော့ Mares စကားပေါ့နော်မတက်နိုင်ဘူးအားပေးရမှာပဲဆိုတဲ့ပုံစံနဲ့ကျွန်တော်တို့ရဲ့အထင်ကြီးချင်းကိုမခံရပေမဲ့လို့လေသူ့အနေနဲ့သူ့ရဲ့စာမုံဘဲကိုတော့အောင်သွားရလို့ကျွန်တော်တို့ပြောလို့ရတယ်အဲ့လိုနဲ့လန်ခွဲသွားတဲ့အခါကျတော့စိတ်ထဲမှာတော့ပုံမလင်းလင်းပြောရင်တော့နှမျောတယ်ဆိုတော့တိတ်တော့စိတ်မကောင်းပေါ့နော်သူ့အနေနဲ့ဒီပိုင်းတွေကတော့ကျွန်တော်နောက်ပိုင်း content တွေတက်ပြန်ပြီးတော့လုပ်ပါအောင်မယ်အဲ့တော့အတင်းတက်မှာနောက်ထပ်နေရာသစ်မှာအောင်မြင်ပါစေလို့ပဲပြောရမှာပေါ့မာရက်စကာနဲ့ပတ်သက်လို့ဒီလိုနဲ့နီးပြအတန်ဒီအများကြီးထွက်တယ်ဗျာအဲ့ဒီဂျားထဲမှာကျွန်တော်ကိုယ်တိုင်လည်းသတင်းတွေလည်းဖတ်ဖြစ်တယ် content တွေလည်းမလုပ်ဖြစ်တယ်ကျွန်တော်ထင်းတဲ့အတိုင်းပဲဒီလီယန်ရိုစီနီယာပဲဖြစ်မှာပဲသူပဲဖြစ်မှာကျွန်တော်စိတ်ကတွေးထားပြီးသားနော်တကယ်ပဲသူပဲဖြစ်လာခဲ့တယ်ဂျားထဲမှာနှစ်ပွဲကိုကျွန်တော်တို့ရဲ့ U21 ကနီးပြဖြစ်တဲ့ Mike Falling ကကင်တယ်မန်စီးတီးတဲ့ပွဲကိုတော့သူ့ကိုတကယ်ကျွန်တော် impress ဖြစ်တယ်ဘာလို့လဲဆိုတော့တကယ်ကိုဗျာတိုင်ပတ်နေတာတကယ်ဖေးဖေးကစင်ကလေးရသိရမလားအမိပြလည်းမရှိကစားသမားတွေကလည်းပြောင်းတော့အဲ့လိုဖြစ်ချင်နိုင်ဖြစ်နေတဲ့အနေထားနဲ့မန်စီးတီးကိုတည်ရကစားသွားတယ်ဖူဟန်နဲ့ပွဲကတော့ပြောမှမပြောချင်တော့ကူကူရဲလာရဲ့အမားလို့လည်းပြောရတော့နော်အဲ့ဒီကိစ္စကတော့ထက်ပြောရမယ့်ကိစ္စကြီးဗျာဒါအရှိန်မဲ့ကိစ္စတွေအဲ့တော့ထားလိုက်ပါတော့အဲ့လိုနဲ့ကျွန်တော်တို့ပါမောခလို့သိက္ခာပညာရှင်လို့ကျွန်တော်လို့ပေါ့ဗျာကျောင်းဆရာလို့ကျွန်တော်ကစာတင်တဲ့သူပါနော်အဲ့တော့တချို့ကလည်းသိပြီးသားပါတချို့ကလည်းမသိလို့ကျွန်တော်ဒီမှာထည့်မိတ်ဆက်သွားအဲ့တော့အဲ့ဒီလီယာရိုစီညာကြီးကကျွန်တော်တို့ရဲ့ချက်စီသိန်းကိုရောက်ချလာနော်တချို့လည်းမျိုးကြော့မြိုင်လို့ပြောကြတယ်မျိုးကြော့မြိုင်ပိတ်တဲ့ဘာရှင်းပေါ့သူ့ကိုလည်းနီးပြနဲ့မတူတဲ့သူဆိုပြီးတော့အများကြီးပြောကြတယ်ဗျာတချို့ကလည်းသူ့ရဲ့ technical ဘိုင်းတွေဘာညာ quick ကွာတွေပေါ့နော်အင်္ဂလန်သားကြီးတွေမှာမျှော်လင့်ရမယ့်သူတယောက်အဲ့လိုမျိုးပြောကြရလို့ရှိရင်တချို့ကလည်းဘာရုံမှမပေါ့ဘူးပေါ့နော်ရာဒီကုန်ထွက်ရမှာပေါ့အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်ကတော့ဆန္ဒမစောကြပါနဲ့အောင်လို့ပဲ fan တွေကိုပြောချင်တယ်ကို့အသင်းကိုရောက်လာပြီဆိုတော့လည်းအားပေးရမှာပေါ့ဗျာကျွန်တော်ကတော့လီယန်ရိုစီနီယာကိုအထင်ကြီးတဲ့ထဲမှာလည်းမပါသလိုအထင်သေးတဲ့ထဲမှာလည်းမပါပါဘူးအဲ့တော့ charter နဲ့ပွဲအကြောင်းကိုတော့ကျွန်တော်တက်ပြောပါမယ်ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့အသင်းကိုရောက်လာပြီဆိုတော့လေကျွန်တော်တို့ကအားပေးရမှာဟုတ်ကျွန်တော်တို့ချစ်တဲ့အသင်းတစ်သင်းကိုပြောင်းလဲလိုက်လို့မှမရတာအဲ့တော့အောင်မြင်ပြီပဲဖြစ်ဖြစ်ကြာဆုံးပြီပဲဖြစ်ဖြစ်တိုင်ပတ်ပြီပဲဖြစ်ဖြစ်ကျွန်တော်တို့ကဒါတိုင်ပွဲရရင်ပြောမယ်နော်လေးတိုက်မယ်ရှုံးပွဲကျုံရင်လောင်းမယ်
ပေါက်ပွဲမယ်ဒီလိုနဲ့ပဲကျွန်တော်တို့ဒီအသင်းကိုကျွန်တော်တို့တည်တဲ့အထိကျွန်တော်တို့ရေဘက်ထဲမှာထည့်သွားကြတာလို့ဒါကြောင့်မလို့ကိုအသင်းကိုရောက်လာပြီဆိုတော့လေရိုဇီနီယာကိုပါမခါပြီးသိပ္ပံပညာရှင်ပဲဖြစ်ကျွန်တော်တို့ကတော့ကြိုးစိုးရတော့မှာပဲသူနဲ့ပဲအောင်မြင်ပါစေလို့ပဲကျွန်တော်တို့ကဆုတောင်းအောင်ပါတယ်မာရက်စကာတော့ကလည်းကျွန်တော်ဒီလိုပြောခဲ့ပါတယ်ဒါပေမဲ့ဘူတတီလိုတော့ကတော့ပွင့်လင်းပြောကျွန်တော်မကြိုးစိုးဘူးသူ့ရဲ့ဘယ်လိုပြောမလဲဟိုရှေ့မှာကြည့်ခဲ့တဲ့ reset တွေရအောင်ဘယ်လိုကြောင့်လဲတော့မသိကျွန်တော်သူ့ကိုတိတ်သဘောမကျဘူးထားပါတော့ကျန်တဲ့ Chelsea မှာကန်ခဲ့လိတိုက်အများကြီးရှိတယ်ကျွန်တော်သဘောမကျအဲ့ပေါ်တာရဲ့ပိုချက်တီနိုရဲ့ပဲအဲ့နှစ်ယောက်တော့ကျွန်တော်မကြိုက်ဘူးကျန်တဲ့လူတွေကတော့သူ့ဟာနဲ့လက်ခံပေးလို့ရတာပါထားပါတော့အဲ့တော့2026မှာကျွန်တော်တို့ Chelsea အသင်းအများကြီးတွင်းတစ်လောင်းအောင်ပါမယ်အားတစ်တွေလောင်းအောင်ပါမယ်အပြောင်းလဲတွေအများကြီးအပြောင်းလဲဆိုတာကလူအပြောင်းလဲဆိုတာတဲ့နိုင်ပွဲတွေရမယ်အပြောင်းလဲတွေအများကြီးလုပ်ဖို့လိုပါတယ်အဲ့တော့ကျွန်တော်အနေနဲ့လည်းဒီ2026မှာတော်တော်ကြီးကိုအလုံးများမဲ့အနေထားရှိတယ်ဒါပေမဲ့ကျွန်တော်ဒီ page လေးနဲ့ဒီ YouTube channel လေးကိုပြတ်မထားနိုင်အောင်ကျွန်တော်စူးစမ်းပါမယ်အတက်နိုင်ဆုံးဟိုတပတ်မှာနှစ်ပုတ်သုံးဖို့ရအောင်ကျွန်တော်စူးစမ်းပြီးတော့တင်သွားဖို့တော့ရှိပါတယ်ဗီဒီယိုလေးမဆုံးခင်မှာကျွန်တော်ကြော်ညာကြလေးရှိပါတယ်ဒီစီစဉ်ကိုအဓိကကူညီပံ့ပိုးပေးတာကတော့ဂိမ်းပေါင်း900မဟုတ်ပါဘူး YGN ဂျာစီချောကဖြစ်ပါတယ်ကျွန်တော်တို့နိုင်ငံအသင်းတွေကလပ်အသင်းတွေရဲ့ဂျာစီတွေကို player ဘာရှိမှဖြစ်ဖြစ် timing one set တွေပဲဖြစ်ဖြစ် PC man Zeno man နဲ့ Riot Expert ရောက်တဲ့မြို့တိုင်းကိုအိမ်ရောက်ငွေချေစနစ်နဲ့ဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင် YGN မှာကျွန်တော်တို့ဝယ်ယူလို့ရပါတယ် page ရဲ့ link လေးကိုလည်းဒီဗီဒီယိုမှာထည့်ထားပေးပါမယ်ဟုတ်ကဲ့ပါကျွန်တော်နောက်ဗီဒီယိုနဲ့အတူပြန်လာခဲ့ပါမယ်ဗျာ